ဒါအမီကွက်ပေါ့နော်အမီကိုပန်းကင်းနဲ့ပုံဖော်ထားတာအကြီးကြီးပေါ့နော်ပန်းကင်းအကြီးကြီးလောက်ထားတာပေါ့နောက်ပြီးတော့ဒီလမ်းတောက်လျှောက်မှာဆိုရင်သူကရုပ်ထုတွေနဲ့အလှဆင်ထားတယ်နောက်ဒီမှာပေါ့နော်ရေလေးတွေကျနေတဲ့ပုံလေးတွေနောက်တန်ရာလေးတွေပေါ့နော်ဒါကြတော့ဝိုင်ရောင်းတာပေါ့ဝိုင်ဝယ်တောက်လို့ရတယ်ဝိုင်ဆယ်လာတွေရှိတယ်ပေါ့နော်အထဲမှာနောက်ဒါကတော့ဒီအဝေးကနေရိုက်ထားတာပေါ့တရားကြီးတစ်ခုလုံးပေါ့အောင်လို့ပေါ့နော်အဝေးကနေရိုက်ပေးထားတာဒီပေါ်ကနေရိုက်ရင်လေဟိုပါပေါ့တရားနောက်ခံတဲ့ဓာတ်ပုံရိုက်ခြင်းတဲ့လူတွေကျွန်တော်ဒီနေရာကနေလာပြီးတော့ရိုက်ကြတာပေါ့နော်နောက်ဒါကြတော့ဒီခုန cable station ရှိတဲ့ main hall room ပေါ့အဲ့မှာဆိုအနှိပ်ခုံနေစားတောက်တန်းနေအစုံ toilet တွေပေါ့နော်အကုန်ထားပေးထားတယ်နောက်အဲ့ရကနေထွက်လာပြီးတော့ဒီကစားကွင်းရှိတဲ့ဘက်ကိုသွားမှာပေါ့နော်ကလေးတွေကစားတဲ့နေရာပေါ့နောက်လူကြီးတွေကလည်းအပိုင်း coaster တွေစီးလို့ရတယ်အဲ့မှာဟိုပါပေါ့ show ပေါ့နော် 3D 4D တွေလည်းပြရတယ်ပေါ့နော်ဒါကတော့အဲ့အစာဦးတွေကိုဝင်နေနေရပေါ့နော်ဝင်တဲ့နေရာမှာလည်းသူတို့အလှဆင်ထားတယ်ပြီးတော့အောက်ကိုဆက်လီကားနဲ့ဆင်တာပေါ့နော်နောက်ဒါတိုက်ကားတွေအစုံရှိတယ်ဒါဆိုရှိုးပွဲပြဖို့ကြည့်ဖို့အတွက်ထိုင်ကုန်နေပေါ့နော်အကုန်လောက်ထားတယ်နောက်ကလေးတွေတိုက်ကားမောင်းကြတာပေါ့ကျမတို့ကကြတော့ဒီအပိုင်း coaster စီမှာမို့လို့ပေါ့နော်အပိုင်း coaster စီကိုတွားပြီးတော့တန်းစီမှာပါမကစားနည်းတွေကတော့မျိုးစုံပဲပေါ့နော်ကလေးတွေကတော့အရန်ပျော်တာပေါ့အရုပ်တွေလည်းလုပ်ပေးထားတယ်ကျမတို့ကတော့ခလေးမပါတော့ခလေးကစားတဲ့နေရာတွေတော့မစော့တော့ဘူးမစော့ဘဲနဲ့အပိုင်း coaster စီကျင်တဲ့အတွက်ကြောင့်မလို့အပိုင်း coaster မှာပဲသွားပြီးတော့တန်းစီလိုက်တယ်ပေါ့နော်အပိုင်း coaster မှာဆိုရင်လက်မှတ်ဝယ်တဲ့ကောင်တာမှာတစ်ခါတန်းစီရတယ်လက်မှတ်ရရင်စီးဖို့အတွက်ဒီဘက်ကောင်တာမှာပြန်ပြီးတော့တန်းစီရတယ်ပေါ့နော်အခုဆိုရင်ဒီမှာမြင်ရတာဒီ AG အနီနဲ့ကောင်လေးတွေရက်တဲ့နေရာကျတော့လက်မှတ်ဖြတ်ဟိုပါပေါ့စီးဖို့အတွက်တန်းစီတဲ့ကောင်တာပေါ့နော်အဲဆိုရင်သူကဒီအထဲမှာအလှဆင်ထားတာပေါ့နော်သူ့ဘေးနားမှာပဲလက်မှတ်ဝယ်တဲ့ကောင်တာရှိတယ်ပေါ့နော်ပထမတော့ကိုရီးယားမသိဘူးလက်မှတ်စီးတဲ့ကောင်တာမှာတန်းစီလိုက်တာပေါ့နော်ပြီးတော့မှလက်မှတ်ဖြတ်တဲ့ကောင်တာတန်းစီရတာတသက်ဖြစ်နေတာပေါ့ဒါအဲဘိုင်းကိုစတာစီးဖို့လက်မှတ်ဖြတ်ပြီးတော့အထဲဝင်လာတာပေါ့နော်အထဲဝင်လာတာဆိုအထုပ်တွေရှိရင်လည်းထားခဲ့လို့ရတယ်သူတို့ဟိုပြန်သူကဒီစထွက်တဲ့နေရာနဲ့ပြန်ဝင်တဲ့နေရာနဲ့မတူဘူးဒါပေမဲ့သူတို့ပြန်ဝင်တဲ့နေရာဘက်ကိုအဲ့အထုပ်တွေကိုပို့ပေးထားတယ်ကိုစတာစီးမယ်ဆိုရင်တော့လက်ထဲမှာတော့ဘာအထုံးမကင်ထားဘူးပေါ့နော်တင်လို့မရဘူးပါလာတဲ့အထုပ်တွေကိုသူတို့ပေးပြီးသူတို့ကဒီအပိုင်းကိုစတာပြန်ဝင်မဲ့ဘက်အချမ်းမှာသူတို့ပြန်ထားပေးထားတယ်ပေါ့နော်မထက်ခင်သူတို့ကဒီကားပတ်တဲ့ကျိုးတွေကိုတေချာလေးစစ်ပေးတယ်နောက်ဒီ hand brake ပေါ့နော် hand brake ကိုဘယ်လိုဆွဲရမလဲဆိုတာလေးကိုပြပေးထားတယ်ပေါ့နော်ဒါကတော့ဒီတခြားနေရာနေပြီးတော့အပိုင်း coaster တစ်ခုလုံးမြင်လို့ရအောင်ရိုက်ထားတာပေါ့နော်ထည့်ထားပြီးတော့ဒါဆိုအပိုင်း coaster ဒါအပြတ်အဝင်เนาะအဝင်ဘက်ကနေပြန်ရိုက်ထားတာပေါ့နော်ဒီဟာကိုပတ်တာလက်မှတ်ဝယ်တဲ့တခါတည်းကိုကဒီဟာကိုတစ်ပတ်စီးမလားနှစ်ပတ်စီးမလားတခါတည်းပျော်ပြီးဝယ်လို့ရတယ်ပေါ့နော်အပိုင်း coaster ကတော့အရန်ဈေးမကြီးပါဘူး